မင်္ဂလာပါပွိုင်းမီဒီယာပရိသတ်ကြီးတို့ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့မြန်မာနိုင်ငံကိုကဲတင်မယ်ဆိုပြီးအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ဘိုးတော်ဆိုကွာမကြခင်သူ့ကိုယ်သူပြန်ကဲတင်ရတော့မယ်ဆိုပြီးတော့ဒါထွက်ပေါ်လာတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်လက်ရှိလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရုပ်သည်းရေပန်းစားလာတဲ့ဒါဘိုးတော်ဆုတ်ဖွာဆိုသူနဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်လောလောဆယ်မှာမြန်မာတနိုင်ငံလုံးကိုဆင်းရဲဒုက္ခအပေါင်းကကဲတင်မယ်လို့ပြောကြားနေတဲ့ဘိုးတော်တစ်ပါးပေါ်ပေါက်လာတယ်ဆိုပြီးတော့မှဒါအင်တာနက်မှာဗီဒီယိုတွေတက်ပုံနေတဲ့သူပြန့်နှံ့နေခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပုဂ္ဂိုလ်ဟာဘိုးတော်ဆုတ်ပွားလို့အမည်တွင်ပြီးတော့ကမြန်မာနိုင်ငံကဆင်းရဲသားတွေကိုချမ်းသာကြွယ်ဝလာအောင်ကူညီမသာပေးမယ်ဆိုပြီးတော့ပြောဆိုနေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိရခင်ကလေးကဘိုးမင်းကောင်ဘိုးဘိုးအောင်စားတဲ့ထွေရပေါင်းပုဂ္ဂိုလ်တွေတကိုးရှင်းနေရှိခဲ့ဘူးတယ်လို့ယုံကြည်မှုတွေလည်းရှိခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပုဂ္ဂိုလ်တွေကလူတွေကိုလက်လာပါပွင့်လင်းအောင်စီးပွားဥစ္စာတိုးတက်အောင်မာစားခဲ့ကြတယ်ဆိုပြီးတော့လူများကလက်ခံယုံကြည်ခဲ့ကြတာလည်းဖြစ်ပါတယ်အခုခေတ်မှာတော့ထူးခြားတဲ့ပုံစံနဲ့ဘိုးတော်တစ်ပါးထပ်ပေါ်လာခဲ့ပြန်တာပဲဖြစ်ပါတယ်အဲ့ဒါကတော့ဘိုးတော်ဆိုဖွားပဲဖြစ်ပါတယ်ဗီဒီယိုတွေထဲမှာမြင်တွေ့ရသူ့ရဲ့ပုံမှန်တရံကတော့ရှည်လျားပြီးမတက်မရဖြစ်နေတဲ့စနေတွေနှုတ်ခမ်းမွေးနေဖြစ်တာကြောင့်ဘိုးတော်တစ်ပါးနဲ့မတူပဲအခုကွဲပြားခြားနားနေတာလည်းဖြစ်ပါတယ်ဒါပေမဲ့အင်တာနက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေထဲမှာတော့ဘိုးတော်ဆုတ်ပေါ်ဟာပလင်တစ်ခုပေါ်မှာထိုင်ပြီးတရားဟောနေရကိုတွေ့ရပါတယ်သူ့ကိုရှစ်ခိုးပူတော်တဲ့လူအများပြားကိုလည်းတွေ့မြင်ရပါတယ်ဒီလိုမြင်ကွင်းမျိုးတွေအပေါ်မှာလူများစုကဝေဖန်မှုတွေမျိုးမျိုးပြုလုပ်နေကြရလဲဖြစ်ပါတယ်သူသဖြင့်မြန်မာနိုင်ငံသားတွေအဓိကကိုးကွယ်ရာဖြစ်တဲ့ဗုဒ္ဓဘာသာရဲ့အယူဆနဲ့ဖီလာဆန့်ကျင်တယ်လို့ဝေဖန်နေကြပါဘာကြောင့်လဲဆိုတော့ဘိုးတော်ဆုတ်ပွားဟာဖះသားတော်ယဟန်တပါမဟုတ်ပဲသပင်ရှင်နှုတ်ခမ်းမွေးနဲ့တာမန်လူတူလို့ပုံတရံရှိနေတာကိုအသက်အရွယ်ကြီးရင်သူတွေကအစ2008ကိုနေတာဟာမစင်းလျော်ဘူးလို့ဒါယူဆနေကြပဲဖြစ်ပါတယ်သာသနာတော်အတွက်ဆွေးရင်ပူပန်နေသူတွေကတော့ဒီလိုအယူဆမှန်ရွေးမှုတွေပေါ်ပေါက်လာတာဟာသာသနာကွယ်ပြဖို့လမ်းစာဖြစ်တယ်ဆိုပြီးတော့သုံးသပ်နေကြရလဲဖြစ်ပါတယ်တချို့ကလည်းဘိုးတော်ဆုတ်ဖွားရဲ့လမ်းစဉ်ဟာဗုဒ္ဓဘာသာနီးလမ်းမဟုတ်ပဲအထက်လမ်းအောက်လမ်းလို့ပြောဆုံးရအောင်ဂိုင်းကနာတွေရဲ့လမ်းစဉ်မျိုးဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်နေကြတာပါဒီလိုချင်းနေမျိုးမှာယဟန်တန်ကမဟုတ်တဲ့ပုံကိုယ်တို့ကို2008ကိုပူဇော်နေကြတဲ့လူတွေပေါ်မှာလည်းပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်နေကြရလဲဖြစ်ပါတယ်အင်တာနက်ခေတ်မှာဒီလိုမျိုးယုံကြည်မှုအယူဝါဒဆိုင်ရာကိစ္စရပ်တွေကအလင်းအမြန်ပြန်လာတတ်ပါတယ်ဒုသဖြင့်စီးပွားရေးခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဒီလိုမျိုးဆင်းရဲဒုက္ခကနေကဲတင်မယ်ချမ်းသာကြွယ်ဝအောင်ကူညီမယ်ဆိုတဲ့ကတိစကားတွေကလူများရဲ့စိတ်ကိုဆွဲဆောင်နိုင်ပါတယ်အဲ့လိုဆွဲဆောင်မှုတွေကအမှန်ကန်တဲ့လမ်းကြောင်းလားမားရွေးတဲ့လမ်းကြောင်းလားဆိုတာကိုတော့လူတူချင်းစီရဲ့စင်ကြင်တော်တရားနဲ့ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်ဘိုးတော်ဆုတ်ပွားသူ့ကိုယ်သူမြန်မာနိုင်ငံသားတွေကိုကဲတင်မဲ့ပုံကိုအဖြစ်တင်သားပြောဆိုနေပြီးတော့မှသူ့ရဲ့နောက်လိုက်နောက်ပါတွေကလည်းအများပြားရှိနေပြီးတော့ဒါသတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်ဒီလိုမျိုးခိုင်းအဖွဲ့အစည်းဟာရှေ့ရခင်ကလေးကရှိခဲ့ဘူးပါတယ်ဒီလိုဖွဲ့စည်းတွေကအများသောအားဖြင့်လောဘဒေါသမောဟကိုအခြေခံပြီးတိစောက်ထားတာကြောင့်ရေရှင်မှာဘယ်တော့မှအကျိုးမဖြစ်ထွန်းနိုင်ပါဘူးဘာသာရေးကောင်းဆောင်တို့ရဲ့အရေးချင်းတွေကတော့ကိုကျိုးစီးပွားမှာပါပဲအနှစ်နာခံတတ်ဖို့လူတွေကိုမှန်ကန်တဲ့လမ်းကြောင်းကိုညွှန်ပြပေးနိုင်ဖို့နဲ့ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့စိတ်ခွန်အားတွေပေးဖို့ပဲဖြစ်ပါတယ်ဘိုးတော်ဆုတ်ပွားရဲ့လုပ်ရက်တွေဟာဒီရေးချင်းတွေကိုဘယ်လောက်ထိကိုက်ညီမှုရှိလဲဆိုတာကတော့စင်ကြယ်တော်တရားရှိတဲ့လူတိုင်းသိနိုင်ပါတယ်ဆိုအားဖြင့်ဆိုရရင်တော့ဒီလိုကိစ္စမျိုးတွေဟာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲသက်ဆိုင်ပါတယ်သို့တော်လည်းမှန်ကန်တဲ့ယူဆနဲ့မာရင်းတဲ့ယူဆကိုတော့ခွဲခြားအသိမြင်နိုင်ဖို့လိုပါတယ်မြန်မာနိုင်ငံသားတွေအနေနဲ့အခုလိုအချိန်ခါမျိုးမှာစိတ်ဓာတ်ခွန်အားလိုအပ်နေကြတာမှန်ပါတယ်ဒါပေမဲ့စိတ်ဓာတ်ခွန်အားလွဲမာတဲ့ယုံကြည်မှုတွေကနေရယူတာဟာရေရှည်မှာပို့ပြီးတော့အန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့လည်းဒါကျွန်တော်ရဲ့ point media ပရိသတ်ကြီးသိရှိအောင်ကျွန်တော်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဗျနောက်ဗီဒီယိုမှာလည်းကျွန်တော်အကြောင်းအသေးနဲ့တူပြခဲ့ဦးမှာမလို့ကျွန်တော်ရဲ့ point media YouTube channel လေးကို like subscribe လုပ်ပြီးတော့စောင့်မျှော်အားပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဗျမြန်မာပြည်သူပြည်သားများဘေးရန်တွေအပေါင်းမှာကင်းဝေးကြပါစေဗျ